ဟာထမင်းတွေတိုးနေတယ်ဟင်းတွေတိုးနေတယ်ဒါကို English လို့ဘယ်လိုပြောကြမလဲဒီတော့ထမင်းတိုးတယ်ဟင်းတိုးတယ်ဆိုတာကို English လို့ပြောချင်တယ်ဆိုရင် spoil ဆိုတဲ့စကားလုံးကိုသုံးလို့ရပါတယ်ဒါပေမဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့မှတခြားသုံးလို့ရတဲ့စကားလုံးလေးတွေလည်းရှိသေးတယ်အဲ့တော့ဒီကနေ့မှာအတူတူလိုက်ပြီးတော့မှကြည့်ကြရအောင်ပထမဆုံးတစ်ခုအနေနဲ့အသုံးအများဆုံးစကားလုံးက spoiled ဒါမှမဟုတ်ရင် gone bad ဒီစကားလုံးလေးကိုသုံးလို့ရပါတယ်ဥပမာမင်းတိုးနေပြီဒီလိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် the rice is spoiled ဒီဟင်းကတိုးသွားပြီပြတ်သွားပြီအဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် this curry has gone bad အဲ့တော့ဒုတိယတစ်ခုကကြတော့တိုးနေရလို့ direct မပြောဘဲနဲ့ဖူးလို့အနံ့စိုးထွက်နေတဲ့အခြေအနေမျိုးမှာဥမာထမင်းဆိုလို့ရှိရင်လည်းအရေးထွက်ပြီးတော့အနံ့စိုးထွက်တဲ့အခြေအနေမျိုးမှာဘယ်လိုမျိုးသုံးလဲဆိုရင် stale ဆိုတဲ့စကားလုံးကိုသုံးပါတယ်ဒီ stale ဆိုတဲ့စကားလုံးကိုအစားအသောက်ကလက်ဆက်မှုမရှိတော့ဘဲနဲ့ဟောင်းနှွမ်းနေတာဥပမာပါမုံခြောက်သွားတာမျိုးတော့ပြီးတော့ထမင်းကအနံ့နည်းထွက်ချင်နေတယ်ဒီလိုအခြေအနေမျိုးတွေမှာဒီ stale ဆိုတဲ့စကားလုံးကိုသုံးပါတယ်နောက်တစ်ခုကတော့မိုးတက်နေတဲ့အခြေအနေမျိုးမှာဆိုရင်တော့မိုးသီးဆိုတာကိုသုံးပါတယ်ဥပမာထမင်းကတိုးနေပြီးတော့မှမိုးတွေပါတက်နေတဲ့အခြေအနေမျိုးကိုရောက်နေပြီဆိုလို့ရှိရင် moldy ဆိုတဲ့စကားလုံးသုံးတယ် the rice is moldy okay အဲ့တော့ဒီကနေ့မှာထမင်းတွေဟင်းတွေတိုးသွားပြီဆိုတာကိုဘယ်လိုသုံးလဲဆိုတာကိုလည်းသိသွားပြီလို့ထင်တယ်ပြီးတော့အခြေအနေပေါ်မှာမူတည်ပြီးတော့မှကွဲပြားသုံးလို့ရတဲ့စကားလုံးတချို့ကိုလည်းသိသွားပြီလို့ထင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိရဆိုရင် like and share လုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့နောက်ဗီဒီယိုတွေကြာရင်ပြန်တွေ့ပါမယ်ရှင်